အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာကျွန်တော်ထပ်ပြီးတော့မျှဝေပေးခြင်းတာကကျတော့ sin if function လို့ပဲ sin is s function ကိုပေါ့နော်အသုံးပြုတာနဲ့ပတ်သက်ပြီးမျှဝေပေးခြင်းတာဖြစ်ပါတယ် sin is s ကကြတော့ဘယ်လိုအခြေအနေမျိုးမှာသုံးတာလဲဆိုတော့ criteria နှစ်ခုပေါ့နော်ပေါင်းတဲ့ data ကို criteria နှစ်ခုနဲ့ပေါင်းကျင်တဲ့အခါကျရင် sin is s function ကိုသုံးဖို့လိုအပ်ပါတယ်เนาะအဲ့ဒါနဲ့ပတ်သက်ပြီးဒီမှာတော့ကျွန်မကဘာလုပ်ပြီးထားလဲဆိုတော့ဒီ apple ဆိုတဲ့ item ကို not region က not ပေါ့နော်အဲ့ဒီ criteria နှစ်ခုနဲ့ကျွန်မပေါင်းကြည့်ချင်တာဒါဆိုရင်စပြီးတော့ပေါင်းကြည့်လိုက်မယ်เนาะဒီမှာဆိုရင် apple က region ဘယ်နှခုစာရှိလဲဆိုတော့ north ရှိတယ် west ရှိတယ်ဒီမှာ north ရှိရပေါ့နော်အဲ့ဒီဟာကိုပေါင်းကြည့်ချင်တာဒီ north ဆိုတဲ့ဟာတွေပဲပေါင်းချင်တာပေါ့ criteria နှစ်ခုနဲ့ပေါင်းချင်တာအဲ့ဆိုရင်စပြီးတော့ formula ရေးမယ်เนาะများချင်း sin is s ဆိုပြီးထည့်မယ်ပြီးသွားရင်သူကကြတော့ပေါင်းမဲ့ range ကိုအရင်ဆုံးဆက်လက်မှတ်ပေးဖို့လိုတယ်เนาะဒါဆိုရင် sun range အကုန်လုံးကိုဆက်လက်မှတ်ပါမှတ်ပြီးသွားရင် comma code criteria 1အဲ့ဒါကကြတော့ product ကိုအရင်ဆုံးမှတ်မယ်ပေါ့နော်ဒါဆိုဒီမှာ product ကိုအရင်ဆက်လက်မှတ်ပြီးသွားရင်ဒီဘက်ကပေါင်းမဲ့ data မှာ file မှာရှိတဲ့ product code ကိုဆက်လက်မှတ်ပါမှတ်ပြီးသွားရင် comma ထပ်ကုတ်ပါ comma ကုတ်ပြီးသွားရင် region ကိုထပ်ပေါင်းမယ်ဒါဆိုရင် region တွေအကုန်လုံးကိုဆက်လက်မှတ်ပါမှတ်ပြီးသွားရင် comma ကုတ်ပြီးတော့ပေါင်းမဲ့ file မှာရှိတဲ့ region ကိုဆက်လက်မှတ်ပြီးပါနော်ပြီးသွားရင်လက်သေးခွင်းပိတ်ခဏခေါက်လိုက်ပါနော်ဒါဆိုလို့ရှိရင်ဒီမှာ apple not 280 item ရောင်းထားတယ်ဟုတ်လားမဟုတ်လားပြန်စစ်ကြည့်လို့ရတယ်ဒီမှာ140ဒီမှာ140ဆိုတော့280ပေါ့နော်တကယ်လို့များဒီမှာ not မဟုတ်ပဲ west ဖြစ်မယ်ဆိုရင် west ပြောင်းလိုက်ရင် west ကရောင်းတာ80ရှိရပေါ့နော်အဲ့လိုပဲ banana ကိုထပ်စစ်ကြည့်မယ်banana ကကြတော့စစ်ကြည့်လိုက်တဲ့အချိန်မှာ south က north က east ရ3ခုပဲရှိရ what မှာရောင်းထားတာမရှိဘူးဥပမာဒါဆိုရင် east ကိုထည့်ကြည့်လိုက်မယ်နော်ဒါဆိုရင်130ပုံသွားပါပြီနော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်